ဘောလုံးဝါသနာရှင်ညီကိုတို့အားလုံးမှတ်လာပါကမ္ဘာဖလားအုပ်စုအဆင့်ရဲ့နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ round 3ရဲ့ပွဲကြီးပွဲကောင်းတွေထက်ရောက်လာပြန်ပြီးဒီညမှာတော့အားလုံးစောင့်ကြည့်ရမယ့်ဂျာမနီနယ်သာလန်ဂျပန်နဲ့ USA တို့ရဲ့ပွဲစဉ်6ပွဲလုံးကို9ပေါ်9အောက်ခြေနေတွေအလားအလာတွေနဲ့အတူသုံးသပ်ပေးသွားမှာမို့ဗီဒီယိုလေးကိုမကြော်ပဲအဆုံးထိကြည့်ပေးကြဦးနော်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ကူရာဆောင်နဲ့အာဖရိကရဲ့အစိပ်ပြင်း Ivory Coast တို့ပွဲဖြစ်ပါတယ်အားကြီးအရာ Ivory Coast က1.86ဆိုတော့အပြတ်သက်သာလွန်နေတာပါIvory Coast ရဲ့ခွန်အားသုံးတိုက်စစ်ဆင်မှုနဲ့ကစားသမားအဆင့်တန်းကကူလာဆောင်ထက်အများကြီးတာတာကြောင့်ပွဲစကလေးကတရက်ဆက်ဖိဆိုပြီးဂိုးမြူသွားမဲ့အလားအလာပြည့်ရှိပါတယ်။ဒီပွဲကတော့ဂိုးပေါ် over နဲ့9ကိုပဲရွေးချယ်ခြင်းပြီးခံမှန်းရလက်ကတော့ Ivory Coast က3စီးလောက်နဲ့ဂိုးပြတ်သွားဖို့ရှိပါတယ်။ဒုတိယပွဲကတော့တောင်အမေရိကရဲ့မာကျောတဲ့ Ecuador နဲ့ဥရောပဆက်အဖွဲ့ဂျာမနီတို့ပွဲဖြစ်ပြီးဂျာမနီက1.556နဲ့အလေးတာနေတယ်ဗျ။ဂျာမနီရဲ့ထက်မြက်တဲ့တိုက်စစ်ကဂိုးသွင်းဖို့အခွင့်အရေးများတယ်လို့ Ecuador ကလည်းတံပြန်တိုက်စစ်ကနေဂိုးပြန်သွင်းနိုင်တဲ့အတွက်အပြန်လန်အုံးမဲ့ဂိုးပေါ် over 1.5ပွဲမျိုးဖြစ်လာနိုင်ပါတယ်။ခံမှန်းရလက်အနေနဲ့ဂျာမနီက2-1လောက်နဲ့ကတ်နိုင်သွားဖို့ရှိပါတယ်။တတိယပွဲစဉ်ကတော့တူနီးရှားနဲ့နယ်သာလန်တို့ပွဲဖြစ်ပါတယ်။အားကြီးအရာနယ်သာလန်က1.1ဆိုတော့အပြတ်တက်ကိုတာလွန်ပြီးနိုင်ဖို့ရေပန်းအစားဆုံးဖြစ်နေတာပါ။နယ်သာလန်ကကစားကွက်အပိုင်ထိန်ပြီးပွဲကိုစိုးမိုးထားမှာဖြစ်တယ်လို့တူနီးရှားကလည်းအုပ်စုနောက်ဆုံးပွဲမှုခန်းစစ်ကိုပဲအသက်ငင်အောင်ပိတ်ဆို့ဖို့များပါတယ်။နယ်သာလန်ပဲဂိုးတွေသွင်းပြီးပွဲပြီးသွားနိုင်ခြေရှိလို့ဂိုးပေါ်over 2.5အလားအလာရှိပြီးခံမှန်းရလက်ကတော့နယ်သာလန်က3စီးနဲ့နိုင်သွားဖို့များပါတယ်ဗျာစတုထပွဲစဉ်ကတော့အာရှရဲ့ဆာမူရိုင်းဂျပန်နဲ့ဆွီဒင်တို့ရဲ့အကျိတ်အနယ်ဆုံးပွဲစဉ်ပဲဖြစ်ပါတယ်အားကြီးရဂျပန်က1.928နဲ့အနည်းငယ်အသာရနေပေမဲ့ဆွီဒင်ကလည်းခန်းစစ်မာကျောတဲ့အသင်းမှာအုပ်စုနောက်ဆုံးပွဲဖြစ်လို့နှစ်သင်းလုံးကအမှားမခံပဲကွင်းလယ်မှာထိန်းကစားကြဖို့များတာကြောင့်ဂိုးသိမ့်မထွက်ပဲပွဲအေးသွားနိုင်လို့ဂိုးအောက်အန်ဒိုနစ်1.5ဖြစ်ဖို့ရှိပြီးခံမှန်းရလက်ကတော့ဂျပန်ကကပ်ပြီး 1C ဒါမှမဟုတ် C တရဖြစ်သွားနိုင်ပါတယ်ပစ္စမမြောက်ပွဲစဉ်ကတော့ပါရာဂွေးနဲ့ဩစတြေးလျတို့ပွဲဖြစ်ပါတယ်ဗတ်ကြည့်ရင်ပါရာဂွေးက2.9သူများနဲ့ဩစတြေးလျက4.135ဆိုတော့တော်တော်လေးကတ်နေပြီးတရရက2.33နဲ့အနေဆုံးဖြစ်နေတာတွေ့ရမှာပါနှစ်သင်းလုံးကအဆင့်တန်းတိတ်မကွာသလိုသတိကြီးထားပြီးခန်းစစ်ကိုအဓိကဦးစားပေးကစားကြမှာမို့ဂိုးပေါက်6ကတ်သွားနိုင်ပါတယ်။ဒါကြောင့်ဒီပွဲကိုတော့ဂိုးအောက်အန်ဒိုနစ်1.5သမားတွေအကြိုက်တွေးမဲ့ပွဲလို့သတ်မှတ်ခြင်းပြီးခံမှန်းရလက်ကတော့1-1တရေဒါမှမဟုတ် C ဖြစ်သွားဖို့များပါတယ်။နောက်ဆုံးပွဲကတော့တူရကီနဲ့ American Youth တို့ပွဲဖြစ်ပါတယ်။ USA က1.9နဲ့နိုင်ဖို့ပို့ပြီးအလားအလာကောင်းနေတယ်ဗျ။ USA ရဲ့မျက်နှုံးမြင့်ကစားကွက်နဲ့တိုက်စစ်ဆင်မှုကတူရကီကိုဖိအားပေးနိုင်မှာပါ။ဒါပေမဲ့တူရကီကလည်းအုပ်စုနောက်ဆုံးပွဲမှာအစွမ်းကုန်ရုန်းကန်မှာဖြစ်ပြီးခန်းစစ်ကိုအသားပေးပိတ်ဆို့လာနိုင်တာကြောင့်ဂိုးသိမ့်မထွက်ပဲပွဲအေးသွားဖို့ရှိပါတယ်။ဒီပွဲကိုလည်းဂိုးအောက်အန်ဒိုနစ်1.5အဖြစ်ပဲညွှန်ပြခြင်းပြီးခံမှန်းရလက်ကတော့ယူဇက်ကကပ်ပြီး1C လောက်နဲ့ပဲနိုင်သွားဖို့ရှိပါတယ်ဗျာ။ဒါဆိုညီကိုတို့အမြင်မှာရောဒီညရဲ့ပွဲစဉ်တွေကဘယ်တင်းတွေကအုပ်စုတက်ပြီးကန်ကောင်းသွားမလဲထင်လဲ။အကြိုက်ဆုံးအသင်းနဲ့ရလက်တွေကိုအောက်က comment မှာရေးသွားကြအောင်နော်။ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်